ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် Xbox ကောက်ရှောင်းနည်းလေးကိုပြပြအောင်မှာဖြစ်ပါတယ်ကျွန်တော်ဘာကတော့မီးလာပေါ့ဗျာ Xbox ကောက်ရှောင်းနည်းလေးပဲဖြစ်ပါတယ်ကျွန်တော်အရင်တော့ဝင်လိုက်ပါလာပြီကျွန်တော်ဖို့လေးနဲ့အဲ့ဒါပါလို့ပါဗျာခဏလေးကြည့်ပြီးရင်ဒါလေးကိုနေလိုက်ပါအဲ့လေးကိုနေလိုက်ကျွန်တော်မျိုးပေါ်လာလိုက်ပြီ Crowell နေလိုက်ပါ Crowell နဲ့ပြီးရင်ဒီအောက်ကဒါလေးကိုနေလိုက်ပါဒီနားလေးကိုဒါလေးပြောင်းပေးတာပါဒီမှာကို email မထည့်လည်းရပါတယ်ကျွန်တော်ကတော့ ANK ဒါတဲ့ကိုတဲ့ထလိုက်တော့ကိုပဲထလိုက်တယ် passport တော့ကိုချက်တဲ့ passport ထည့်ပါကျွန်တော်ကတော့ passport မထည့်ပါဘူးထည့်ပြီးပါဆိုရင် passport ထည့်ပါကြည့်လိုက်ပါကိုလေးလေးထည့်ပါဒီC R A D E R Costa ကျွန်တော်လည်းကျွန်တော်ထည့်လိုက်ပါတယ်ကျွန်တော်ကိုမတက်ကြည့်တယ်ပါကျွန်တော်တို့မတက်လို့စောထည့်ထားပါလိုက်ပါချိုးထည့်ထားလိုက်ပါတယ်မတက်ကြည့်ထည့်ပြီးွားရင်လာပေါ်လာပါလိမ့်မယ်ပေါ်လာပါပြီလိုက်ဆိုတော့လိုက်ပါထိုင်ကုန်သူညထားဘက်ကိုလဲပေးပါရပါပြီအဲ့ဘက်ကိုတကားလက်တော့မှန်သွားပါပြီဒါဆိုရင်ကျွန်တော်ရပါပြီပြီးရင်တော့ခဏဆောင်ပေးပါခဏလေးပါဗျပြီးရတော့ကျွန်တော် bike ride ထဲဝင်သွားပါလိမ့်မယ် bike ride ထဲမရောက်ခင်ကျွန်တော်နာမည်ထည့်အောင်ပါဗျနာမည်ထည့်အောင်မှဖြစ်တဲ့ကျွန်တော်တော့ဒီလိုလေးပဲပြန်ဆောင်းလိုက်ပါတယ်ဟုတ်ကျွန်တော်တိုက်တဲ့ပုံစံပါပဲကျွန်တော်ကတော့ပုံလိုက်ရှာနေပါတယ်ဒီပုံလေးမကောင်းကျွန်တော်ဒီပုံလေးရှာတယ်ပြီးရင်နာမည်ကတော့သူအောက်ကပြထားတဲ့နာမည်လေးရေးလို့ရပါတယ်ဒီနာမည်လေးရေးလို့ရပါတယ်ကျွန်တော်တော့ A N K C R A D E R Costa ရပါပြီကျွန်တော် A N K C R A D ပြီးကျွန်တော်တို့ let's go လေးလိုက်ပါကျွန်တော် let's go မရသေးဘူး